မာစီတီလို့ပေါ့မာစီတီကိုကိုကြီးဆရာတော်ကဘာကားပေါ့ပြန်နေကြတာပြန်နေကြတာအဲ့မှာလည်းဒီတိုင်းပဲစွန့်တိုင်ကကြောင်ဆေးကြတော့လေဟာငါဘယ်နိုင်ငံထုတ်တာ origin နဲ့ဘယ်လိုပါညာဆိုတော့အဲ့စွန့်တိုင်ကကြောင်ဆေးဆိုတာကကိတိတန်နဲ့နှွေနေတာအဲ့ဒီမင်းပြောသလိုစွန့်ကိုလည်းပဲမျက်မျက်တတဟုတ်လားဘာတွေပရိကူလာဖုံးမယ်ဆိုရင်တရားရအဲ့ဘုရားကောင်းစားကောင်းတာပါကြောင့်လည်းစဉ်းစားကြည့်တယ်တင်ငန်းဒီနေ့တင်ငန်းနဲ့ငါတင်ငန်းဘူးတော့လည်းပြတ်တယ်ဟုတ်မလားရှင်မကတ္တပကနဲ့ဖေဟာရှင်မကတ္တပရဟတင်ငန်းကိုဖေဟာလူခံလိုက်တယ်လေရှင်မသက်ကလှူတယ်လေဖေဟာလည်းဘာလို့ပေးတော့မသိပါဘူးဒီနှောင်းသားတော်ဒီရှင်မကတ္တပသာနာဝန်ထမ်းဆောင်တယ်ပကုံးပြောင်းပေးတယ်ဒါသူ့တာနာကိုလည်းဖြစ်တာဥစွန်းတင်ကမှာဘူးလို့ကိလေသာတွေပါသွားရင်သူ့မှာလောဘဒေါသတွေဖြစ်သွားကြောင်းဟာတကယ်ဟိုနန်းမြတ်ကြောင်းကြီးတွေကတကယ်လူပုဂ္ဂိုလ်အရှင်ကကြောင်းကြီးတွေအိမ်ကြီးတွေဖြစ်နေသူကအနည်းဖြစ်သွားတယ်လူဆွေးတဲ့သဘောနည်းနည်းပြည့်တယ်အဲ့ဒါအမှကိလေသာတွေပါသွားနောက်ဆေးဆိုတဲ့ဒီတိုင်းပဲဟာဘယ်တကားအရင်ဟာဘယ်ပို့လိုက်တာဟာကောင်းညံကောင်းတာပဲတကားတဲ့လူပြိုသွားတာပဲဆိုရင်အဲ့သွားပြီလေဟုတ်လားစေနိုင်ငံခြားကိုစေးရမျိုးမျိုးရှိတယ်ကွာတကယ်တန်ဖိုးလို့ရှိတယ်စွမ်းတယ်ငါတို့တော့မှမရဘူးဟောကိုလည်းအလှမ်းမမိဘူးအဲ့ဒါတွေပုံပြီးတော့ပါပြီဟာဒီစေးစားလူပြိုသွားရတာဆိုရင်ဘာဖြစ်လဲကိရိတာပါသွားပြီဟာစေးရကောင်းတော့ဒါကအစွမ်းထက်တာကွာလူလမ်းတန်းနေတာပဲဆိုရင်ကိရိတာပါအဲ့ဒီအတွက်ကိုသူကဆရာအာမိတပူဇာဆိုတဲ့အဓိပ္ပာယ်ကိုမင်းပြောတာလည်းမှန်တယ်ဒါပေမဲ့ငါပြောတာလည်းမှန်တယ်ဥစ္စရတာရပိတော့ဟောတာလည်းမှန်တယ်တရားချီးကျူးတယ်ဘာလို့ချီးကျူးတယ်လဲဒီပုရုษတွေလူတွေအားလုံးကနိဗ္ဗာန်ရောက်ဖို့ဒီဒုက္ခတွေကလွတ်မြောက်ဖို့ရှင်းရဒီသုံးသတ်ဘုံထဲမှာဟိုကာမောတွေခံစားပြီးတော့နေရမှာမဟုတ်ဘူးတရားဘုံတော့လွတ်မြောက်အောင်နိဗ္ဗာန်ရောက်အောင်ရှင်းရအဲ့ဒါကိုဘုရားချီးကျူးတာမင်းပြောတဲ့ဟာတနည်းအားဖြင့်တော့စဉ်းစားတယ်ကမှန်တယ်လို့နဲ့ပါဖြစ်တယ်တကယ်အတွင်းကြကြစဉ်းစားလိုက်ရင်ကိရိတာနှွယ်တက်တယ်ຫນွယ်တော့ຫນွယ်တက်တယ်ဒါပေမဲ့ဒီလိုပဲလေတည်းရတယ်ဟိုဘာဂဏီပုံနာကလည်းမြတ်စွာဘုရားကိုပြောတာပဲအပြင်ဂေါရမကြီးကအပြင်ပွင့်လာတာကဘုရားပြမှာတတ္တဝါတွေချမ်းသာဖို့အတွက်ဆိုပြီးတော့ပွင့်လာပြီးတော့ဘာဖြစ်လို့အသားတွေငါးတွေဖုံးပေးနေတာလဲမုဒဝါဒအင်းဖြစ်တယ်လိညာပြောတယ်ပေါ့ဒီလိုဆွတ်ဆွဲတယ်လေဒါပေမဲ့သူ့ဘုံမိတာကတေကြီးပြောတယ်လို့စားတာတော့ငါဟင်းဖြစ်ဘုံမိတာဒါပေမဲ့အဲ့စားတဲ့ပုံမှာ तू ကတက္ကရာဒိဋ္ဌိနဲ့